ကိုရဲ့အမှတ်တွေကအရန်ထူဆန်းတယ်ငါက900ရတယ်သူက910ရတယ်ငါက910ရတယ်သူက920ရတယ်အမြဲတမ်းပိုလဲမပိုလျှော်လဲမလျှော့ငါထက်10မှတ်ပဲပိုများတယ်ဒါပေမဲ့ငါဖျားလို့စာမေးပွဲမဖြစ်ရင်အကိုရဲ့အမှတ်တွေကအောက်ဆုံးထိထိုးကျသွားလိမ့်မယ်ငါရဲ့ခံမှန်းချက်ကလည်းဒီကနေတက်တည်ပြနိုင်ခဲ့တယ်အကိုရဲ့အမှတ်တွေကငါအမှတ်တွေအပေါ်မူတည်နေတယ်ဒီအချိန်မှာငါကောင်းတဲ့ကိုရှူသွတ်တဲ့အတွေ့တစ်ခုဝင်လာတယ်တကယ်လို့ငါတက္ကသိုလ်ဝင်စာမေးပွဲမှာ940အထက်ရခဲ့ရင်ကောသူဘာဖြစ်သွားမလဲစာမေးပွဲမတိုင်ခင်ငါစာအုပ်တွေထဲမှာပဲအာယုံစိုက်ပြီးစူးစမ်းခဲ့တယ်ဒါပေမဲ့ငါအကိုကြည့်ပေါ်တုန်းကတော့ပို့ပြီးတော့ဆိုးလာခဲ့တယ်ဆရာမနဲ့မိဘတွေမိတိုင်းလဲသူကစိတ်ပြတ်တဲ့မျက်နှာနဲ့ကြိမ်ဆိုလေးရှိတယ်ငါတက္ကသိုလ်ဝင်စာမေးပွဲမှာပထမရဖို့အာမခံတယ်ငါလဲသူ့ရဲ့မျှော်လင့်ချက်တွေကိုမပျက်စီးစေခဲ့ဘူးအစမ်းစာမေးပွဲတိုင်းမှာသူ့ကိုပထမနေရာမှာအမြဲရှိနေစေခဲ့တယ်သူ့ကိုစိတ်ကူးရင်ကဘာထဲမှာပဲနှင်းမျောနေပါစေငါရဲ့အမှတ်တွေကလည်း940မှတ်စီကိုတဖြည်းဖြည်းတိုးလာနေပြီစာမေးပွဲနေ့မှာငါမနဲ့စောစောကလေးကစာမေးပွဲခန်းကိုရောက်နေခဲ့တယ်ဒါကကြည့်ပေါ်တုန်းကိုဖျက်ချော်ဖို့ငါရဲ့တခုလေးတော့အခွင့်အရေးပဲစာမေးပွဲခန်းထဲမှာငါအရင်ကထပ်ပို့ပြီးအာယုံစိုက်ခဲ့တယ်ကံကောင်းတာကဒီရက်ပိုင်းအတွင်းငါရဲ့ကြိုးစားမှုတွေလက်ကားမဖြစ်ခဲ့ဘူးမိကွန်းစာရွက်ကိုမြင်လိုက်ရတော့တငယ်ချင်းဟောင်းနဲ့တွေ့ရတယ်လို့ပဲစာမေးပွဲခန်းထဲကထွက်လာတော့ကြည့်ပေါ်တုန်းကငါ့ကိုအရင်ဆုံးလာရှာတယ်ပြီးတော့မေးတယ်ညီလေးဒီတစ်ခေါက်စာမေးပွဲဘယ်လိုလဲအရန်ကောင်းတယ်930အထက်ကတော့ပြဿနာမရှိဘူးဒါကကြည့်ပေါ်တုန်းကိုအရန်ပျော်သွားစေတယ်ပျော်ရွှင်စွာနဲ့ဖေဖေမေမေတို့ကိုသတင်းသွားပို့တယ်ငါသူ့ရဲ့ကြောပြင်ကိုကြည့်ပြီးမရေပဲမနေနိုင်ခဲ့ဘူးစာမေးပွဲပြီးတာနဲ့ကြည့်ပေါ်တုန်းကရင်ဘက်ကိုပုတ်ပြီးအာမခံတယ်သူတကြောင်လုံးမှာပထမရမယ်လို့ပြောပြီးမိုးဘိုးတွေအများကြီးကြိုတောင်းသွားတယ်လက်ထက်က electronic ပစ္စည်းတွေကိုအသစ်တွေနဲ့လဲယုံတင်မကဘူးသူ့ရီးစားကိုပါခေါ်ပြီးခရီးတွေသွားနေခဲ့တယ်ငါကတော့အဖွားစီကိုပြန်ပြီးတွားကြည့်ချင်လို့မိဘတွေကိုကားလက်မှတ်ဖို့တောင်းတာကိုညှင်းပယ်ခြင်းခံခဲ့ရတယ်ပွဲလန်းတပင်လည်းမဟုတ်ဘဲနဲ့ဘာလို့သွားမှလဲငါအတွက်ကြတော့ပတ်စံမရှိဘူးပြောပြီးကြည့်ပေါ်တုန်းအတွက်ကြတော့ပတ်စံရှိတယ်ဒါကြောင့်ငါမိဘတွေအပေါ်မျှော်လင့်ချက်မထားတော့ဘူးကိုယ်တိုင်ပဲအပြင်မှာအလုပ်ထွက်လုပ်ပြီးပတ်စံစုခဲ့တယ်စာမေးပွဲရလက်ထွက်တဲ့နေ့ကကြည့်ပေါ်တုန်းရဲ့18နှစ်ပြည့်မွေးနေ့ဖြစ်နေတယ်လူတိုင်းသူ့ရဲ့အောင်မြင်မှုကိုမြင်တွေ့နိုင်ဖို့အတွက်သူကပွဲကြီးကြီးလုပ်ပြီးဆွေမျိုးတငယ်ချင်းအကုန်လုံးကိုဖိတ်ထားတယ်ပွဲနေ့မှာဆွေမျိုးတွေကမိဘတွေကိုပဲချီးကျူးနေကြတယ်ရှင်တို့မိသားစုကတကယ်ကိုကံကောင်းတာပဲတားနှစ်ယောက်စလုံးကစာအရန်တော်ကြတယ်စကားကသာဒီလိုပြောတာငါရဲ့တားငယ်ကတော့စာနည်းနည်းတော်တာကလွယ်ရင်တိတက်မှုလုံးဝမရှိဘူးငါရဲ့တားကြီးကတော့စာလဲပိုတော်တယ်လို့ပို့ပြီးတော့လဲတိတက်တယ်ဖေဖေစကားတွေကကြည့်ပေါ်တုန်းကိုမြောက်ပြီးငါ့ကိုနှိမ်ချနေတာတခြားလူငယ်တွေကလည်းကြည့်ပေါ်တုန်းကိုဝိုင်းအောင်နေကြတယ်ပေါ်တုန်းအကိုကတကယ်ကိုတော်လုံးတယ်ငါသားအကိုရဲ့3ပုံ2ပုံလောက်တော့ရင်မိဘတွေငါ့ကိုနိုင်ငံခြားပို့မှာမဟုတ်ဘူးအကိုအမှတ်တွေကဘယ်တော့ထွက်မှာလဲအခုပဲကြည့်လိုက်ကြစို့ငါတို့အားလုံးအမှတ်အများဆုံးရတဲ့သူကိုတက်တည်ပြုကြမယ်ကြည့်ပေါ်တုန်းကမန်တက်ပြီးပြောတယ်စောင့်ကြည့်လိုက်ပါအဆင့်ရှိဆုံးကလူတွေကိုဆိုရင်တက္ကသိုလ်တွေကဖုန်းကြိုဆက်ပြီးလာခေါ်ကြတယ်တကယ်ပဲဖုန်းတန်ကမြည်လာခဲ့တယ်ဒါပေမဲ့ငါစီကိုဆက်တာပါငါလူတွေရှိမှပဲဖုန်းတွေကိုတလုံးပြီးတလုံးကန်ခဲ့တယ်ကျောင်းတွေကငါ့ကိုပေးမဲ့အခွင့်အရေးတွေကိုနားထောင်ရင်းနဲ့ပေါ့ကြည့်ပေါ်တုန်းကတော့မျက်လုံးပြူပြီးစောင့်နေခဲ့တယ်သူ့ဖုန်းကတော့လုံးဝမြင်မလာခဲ့ဘူးသူကတင်းငိမ့်တယောက်နဲ့ပြောလိုက်တယ်ဘာလို့နေတာလဲအကောင်းဆုံးကနောက်ဆုံးမှလာတာနောက်ဆုံးတော့အမှတ်စရမယ့်အချိန်ရောက်လာခဲ့ပြီလူတိုင်းကကြည့်ပေါ်တုန်းကို website ထဲဝင်ဖို့တွန်းအားပေးနေကြတယ်ငါလည်းဘေးကနေဝင်ကြည့်လိုက်တယ်အဖြေတွေကိုတိုက်စစ်ထားပြီးသားဖြစ်ပေမဲ့လည်းဒီအချိန်ရောက်လာတော့ငါလက်တွေတုံနေလုံးပဲဖေဖေကအေးစစ်စစ်ပဲငါ့ကိုမေးတယ်ဘယ်လောက်မှတ်ရလဲ940မှတ်တအိမ်လုံးအံ့ဩသွားကြတယ်ငါမျက်နှာကတင်းငိမ့်နေပေမဲ့စိတ်ထဲမှာတော့အယံပျော်နေခဲ့တယ်အောင်မြင်သွားပြီငါတကယ်အောင်မြင်သွားပြီဒါပေမဲ့ဖေဖေကတော့ခေါင်းပဲငိမ့်ပြပြီးကြည့်ပေါ်တုန်းစီကိုလှည့်ပြီးသွားမိတယ်ကြည့်ပေါ်တုန်းအမှတ်စစ်တဲ့အချိန်မှာလူတွေအများကြီးဝိုင်းနေကြတယ်ဒီအချိန်မှာသူ့ဖုန်းထဲကအမှတ်ကိုကြည့်ပြီးမယုံနိုင်အောင်ဖြစ်နေတယ်950မှတ်ကြည့်ပေါ်တုန်းရဲ့အတန်တွေတုံရင်နေခဲ့တယ်ဘေးကလူတွေလည်းအံ့ဩကုန်ကြတယ်အခြေအနေကိုမသိတဲ့ဆွေမျိုးတွေကတော့လက်ခုပ်တီးပြီးချီးကျူးနေကြတယ်တော်လိုက်တာသူ့ညီထက်10မှတ်တောင်ပိုများတယ်ဂျင်းကတော့အဟောင်းကပိုဆက်တာပဲဒီတစ်ခေါက်တော့တေးချသွားပြီဒီအချိန်မှာပဲဦးလေးတယောက်ကလှမ်းမိလိုက်တယ်ငါမှတ်မိတဲ့လောက်ဆိုရင်စာမေးပွဲရဲ့အမှတ်အပြည့်က950မဟုတ်ဘူးလား